အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာဒီညမှာလို့ပွဲကြီးပွဲကောင်းပဲပြင်သစ်နဲ့စပိန်တငယ်ချင်းလို့ဘယ်အသင်းပြိသက်လေးဖြစ်ကြလဲပြင်သစ်လားစပိန်လားပြင်သစ်ကပွဲစဉ်တွေမှာကျွန်တော်တို့ round of 32ကနေပြီးတော့စီမီတွေဘယ်လိုရောက်လာတဲ့ချင်းတွေကျွန်တော်ချက်လောက်ကြည့်လိုက်အောင်စပိန်ရောပြင်သစ်ရော okay ပြင်သစ်ကတော့ဆွီဒင်ကို3-0နဲ့နိုင်တဲ့ပွဲလို့တိတ်ခက်မို့ပါရာဂွေးတော့ round of 60မှာ9-0နဲ့နိုင်အောင်တော်တော်ကန်လိုက်ရတယ်ပြင်သစ်ကမိုရိုကိုကွာတာမှာလည်း2-0တော့ပါရာဂွေးပွဲလာတော့မခက်ခဲသလိုပဲစပိန်ကိုချက်ကြည့်ရအောင်စပိန်ကဩစတြေးလျကို3-0နဲ့နိုင်ပြီးတော့ round 60မှာပေါ်တူဂီကို2-0နဲ့တော်တော်ကန်လိုက်ရတယ်နော်ဘယ်ဂျီယမ်2-0နဲ့နိုင်ပြီးတော့စပိန်ကဆီမီဖိုင်နယ်ပြင်သစ်နဲ့လာတွေ့တော့နေထားဘယ်လိုရှိမလဲရမယ်တိတ်မကောင်းစပိန်မှာဒီနေ့ဒဏ်ရာပြီးသွားတဲ့နေထားလဲပါသွားတယ်နီကိုဝီလီယန်နဲ့နာသွားတော့တောင်ပန်မှာမထွက်လာနေထားဒီပွဲမှာများထွက်လာမလားဆိုကျွန်တော်ဖြစ်နိုင်ပွဲလိုင်းရလေးချက်လောက်ကြည့်လိုက်ရအောင်ဖြစ်နိုင်ပွဲလိုင်းရလေးကကြတော့ခေါန်တီတို့ဖာမီကန်နေတို့ပြင်သစ်ရဲ့ဗတန်ကတော့မစိုးပါဘူးခေါင်းနဲ့ဒီနေ့တော်တော်ကောင်းတယ်ရာဘီယောအိုလစ်တွေတော်တော်သဘောကျအမ်ဘာပီကိုတော်တော်စပုတ်လုပ်နိုင်တယ်ဟိုမှာနီကိုဝီလီယန်ထွက်လာမလားဘေနာထွက်လာမလားဆိုပိတ်ချက်ကြည့်ရမယ်နော်ရမဲလေးရောဒီပွဲမှာခြေစွမ်းပြမလားအိုမိုကတော့မစိုးနောက်ကရယ်ဒရီနဲ့ပက်ဒရီကလည်းလိုက်တယ်ခုရွဲလာတဲ့ခြေစွမ်းပြပိုရိုကလည်းတောင်ပန်နဲ့လက်ကျောမှာလည်းကူဘာစီနဲ့လာပေါ့တီကတော့နည်းနည်းလေးဒါအားမရပြီမစိုးပါဘူးဒီနေ့မှာလို့စပိန်နဲ့တော်တော်နောက်တန်းမှာကြစ်လေးကြီးပဲဒီပွဲစဉ်မှာပွဲစဉ်ခံမရခက်တယ်ကျွန်တော်ကပွဲကြည့်ထားတဲ့အနေထားနဲ့လောက်ဒီပွဲစဉ်ဘယ်လိုဖြစ်သွားမလဲဆိုကျွန်တော်ပြောလို့တော့တိတ်မှန်းဖို့တော့နည်းနည်းခက်ခဲတဲ့အနေထားကြီးကကျွန်တော်ဒီပွဲစဉ်တော့ပြည့်သက်ပဲ2-0ဆိုတဲ့အနေထားနဲ့နိုင်ရရမယ်လို့ကျွန်တော်ပွဲစဉ်ခံမှန်းရင်လည်းငွေချင်းတော့အားလို့နှုတ်ဆက်လိုက်ပါမနေ့ဖြန်အင်္ဂလန်အာဂျင်တီးနားနဲ့ပြန်ဆုံကြမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ